မင်္ဂလာပါရှင်ကျမတို့အခြေခံတရုတ်စကားပြောအတွက်တလက်စတယ်လို့ပြောချင်တဲ့အခါမှာရှင်ပြန်ဆိုတဲ့အသုံးလေးကိုသုံးလို့ရတယ်ကိစ္စတစ်ခုကိုလုပ်ရင်းနဲ့တလက်စတယ်တခြားတစ်ခုလုပ်လိုက်တယ်အဲ့ဒီလိုပြောတဲ့အခါမှာအဲ့ဒီတလက်စတယ်ဆိုတာဒီရှင်ပြန်ရမယ်နော်ဒါဆိုရင်ကျမဝါကြလေးတွေရေးထားတာကိုကြည့်ရအောင်我刚才出去散步ငါ刚才ခုနတော့ငါ出去散步အပြင်ထွက်ပြီးလမ်းလျှောက်တယ်顺便တလက်စားတယ်买了几个苹果ပန်းသီးအချို့ဝယ်လိုက်တယ်အဲ့တော့စောစောကလမ်းထွက်လျှောက်တယ်တလက်စားတယ်နဲ့ပန်းသီးအချို့ဝယ်လိုက်တယ်ရမယ်နော်ဒီနေရာမှာကျမတို့ရဲ့အချီကလေးကအရေးအတွက်ဘလောက်ဝယ်လိုက်တာလဲဆိုတဲ့အမေးကိုလာပြီးပြောချင်တာမဟုတ်ဘူးသူဒီအရေးအတွက်အနှဲငယ်အရေးအတွက်အချို့ကိုလာကိုစားပြုတာရမယ်နော်နောက်တစ်ခုလေးက路过书店的时候အဲ့တော့ဒီမှာရေးထားတဲ့书店ဆိုတာကစာအုပ်ဆိုင်路过ဆိုတာဖြတ်သွားတာစာအုပ်ဆိုင်ကိုဖြတ်သွားတဲ့အခါမှာတဲ့顺便တလက်စားလေးနဲ့买几本书စာအုပ်အချို့ဝယ်လိုက်တယ်ရမယ်နော်နောက်တစ်ခုလေးဆိုရင်你去超市时超市ကကျမတို့ supermarket ကိုသုံးတာအဲ့တော့ supermarket ကိုသွားတဲ့အခါမှာတဲ့顺便တလက်စလေးနဲ့给我买ငါ့ကိုဝယ်လာပေးအောင်တဲ့几瓶牛奶4-5 ပလင်းလောက်ဝယ်လာပေးပါအောင်တဲ့ရမယ်နော်ဒါဆို